အခုကမနက်3:56ပဲရှိသေးတယ်။မင်းစပိန်သွားမယ့်နေ့ဖြစ်တယ်ပေါ့နော်။အစောကြီးထားတာခရီးသွားတာရရမုန်းတာပဲ။အခုကမေဇင်က train station ရောက်နေပြီ။မေဇင်ကအခု Birmingham airport သွားမှာပေါ့နော်။Birmingham airport ကနေကိုမှမေဇင်ကစပိန်ကိုသွားမှာဖြစ်ပါတယ်။မေဇင်ရဲ့မနက်စာကြတော့ sausage roll ရယ် yogurt ရယ်ပြီးရေတန့်တပူရယ်ကိုမေဇင်10ပေါင်ကျော်ပေးရတယ်ပေါ့နော်။ခုကတော့မေဇင်လိန်မော်တက်နေပြီတော်တော်လေး excited ဖြစ်နေပြီပေါ့နော်မေဇင်ကကြတော့မြန်မာ passport ကင်ထားတဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့သူတင်ပြီးတော့ check in မလုပ်လို့မရအဲအကြောင်းမေဇင်နောက်ဆုံးတန်းမှာထိုင်ရတယ်ပြီးမေဇင်ဂျပန်တကယ်ချင်းနဲ့လည်းသူမထိုင်ဘူးပေါ့နော် that is so mean yeah we finally in Spain it's been long time ဘာမင်ဂန်ကနေလေ2နာရီလောက်စီးပြီးတော့အခုမေဇင်ဘာစီလိုနာကိုရောက်နေပါပြီမေဇင်နောက်ခါကြာလို့ရှိရင် luggage ကိုဒီလိုမျိုးအယောင်ဖြော့ရတယ်မဝယ်ဖြစ်တော့ဘာဖြစ်လဲဆိုတော့ဒီလိုမျိုး luggage ကလေလုံးဝအပိမခံဘူးမေဇင် luggage ခရီးခဏပဲထွက်လိုက်တဲ့ luggage ကပေတူးနေမေဇင်တဲတဲ့ hotel ကတော်တော်လေးမဆိုးဘာဖြစ်လဲဆိုတော့သူတို့ရဲ့ service ထဲမှာတခါတည်း free airport pick up ပါလုပ်ပေးထားဘာစီလိုနာ airport ကသူက city center နဲ့နည်းနည်းဝေးတယ်အဲအကြောင်းမို့ဒီ service တာမပါဘူးဆိုလို့ရှိရင်နောက်ထပ် extra ကုန်မှာက euro 40-50 လောက်ကိုကုန်နိုင်တယ်ပေါ့နော်ဒီ service လေးပါတော်တော်လေးမဆိုးဘာစီလိုနာကပြင်လယ်နဲ့နေတဲ့အတွက်ကြောင့်မို့မြို့ထဲဝင်လာတဲ့ဒီလိုအုံးပြင်လေးအတန်းလိုက်တွေ့နေရတာပေါ့နော်ပြီးရင်တခုတွေ့ရတာကဘာစီလိုနာမြို့ထဲမှာဆိုင်ကယ်ကြီးလည်းတော်တော်အစီးများတွေ့ရတယ်မေဇင်ရွေးထားတဲ့ hotel ကကြတော့ဘာစီလိုနာရဲ့ city center ထဲမှာပေါ့နော်ပြီးကြလို့ရှိရင်သူကကြတော့အဲ့လို underground နေနဲ့လည်းနေရ underground နဲ့နေတွားလာတာအရန်အဆင်ပြေရယ်ဈေးနှုန်းကကြတော့မေဇင်တညကိုပေါင်150လောက်တော့ကျရတယ်မြန်မာငွေနဲ့ဆိုရင်တော့9သိန်းကျော်10သိန်းနီးပါးလောက်တော့ဖြစ်မယ်အခန်းလေးကတော့ double bedroom ဆိုပေမဲ့ကျင်းတော့ကျင်းနေပေါ့နော်ဒါပေမဲ့လည်း interior တွေကစိုးတော့မစိုးနေချင်းစပွဲလေးပါပဲဒီ view ရာကြတော့မေဇင်လို့ hotel ကနေမြင်နေရတဲ့ view ဖြစ်တယ်ပေါ့နော်အိမ်လေးရာကြတော့ UK ကအိမ်နေနဲ့လုံးဝကွာခြားတယ်hotel check-in ကညနေ3နာရီဆိုတော့မေဇင်တို့လည်းဘာစီလိုနာရောက်တဲ့အချိန်နဲ့ကွက်တီပဲပေါ့နော်အဲ့တော့မေဇင်တို့အထုပ်တွေထားပြီးတော့ check-in လုပ်တယ်အခုကကြတော့မေဇင်တို့ဘာအရန်စာနေပြီမနေ့စာပဲစားလာနေ့လည်းစားမစားသေးအခုညစာသွားစားဖို့ဆိုင်လိုက်ရှာနေရပါတော့အဲ့လိုစပိန်မှာလေတခုတတိထားမိတာဆိုင်လေးရဲ့အပြင်မှာအဲ့လိုခင်းကျင်းပြတာဟာလေးသဘောကျအဲ့လိုဆိုရင်ဘာရှိရလဲဆိုတာသိရတယ်ပေါ့နော်စပိန်ကိုရောက်ပြီဆိုတာနဲ့ပြင်လယ်စာကတော့မစားမဖြစ်ပေါ့နော်အဲ့တော့မေဇင်တို့ပထမရက်မှာတင်ညစာကိုမေဇင်တို့ပြင်လယ်စာဆွဲမယ်မေဇင်ရောမေဇင်ဂျပန်တငယ်ချင်းတော့ဘာအရန်စာနေတော့တော်တော်များများဆိုင်နဲ့လိုက်ရှာမကြည့်တော့ပေါ့နော်ဒီလိုကြုံတဲ့ဆိုင်ပဲမေဇင်တို့ဝင်စားလိုက်တယ်ဘိုက်တီကအရန်စာနေတော့ဘာဘာဆာကိုအရန်ကိုစားလို့ကောင်းနေတာပေါ့နော်နှစ်ယောက်သားစပိန်ကိုရောက်ပြီဆိုတာနဲ့ Spanish iconic dish ပေါ့နော်ဒီရဖြစ်ပါတယ်ဒါကကြောက်တချို့က paella လို့လည်းခေါ်တယ်တကယ်ကြောက်တူလို့ပြောတော့ paella ကအမှန်လို့ပြောနော်မေဇင်မ်ဒီ whatever ဒီ paella လေးဒီလိုမျိုး food market တွေမှာဆိုလို့ရှိရင်10 euro ကြော်ပေးုံလောက်နဲ့စားလို့ရနေပေါ့နော်ဒါပေမဲ့ဒီဆိုင်မှာမေဇင်က41 euro တောင်ပေးခဲ့ရတယ်သူရဲ့ ingredient ကြတော့ဆန်ဝသူက grain rice လို့သုံးတာပေါ့နော်ပြီးရင်သူက seafood နဲ့စားတာရှိတယ်တချို့ကြက်သားနဲ့စားရှိရပေါ့နော်ပြီးရင်မေဇင်တို့မှာကြတော့ရေပွဲတုပ်ပါတယ်ဒီရေပွဲတုပ်ကိုကသူကတံပြာဒီနဲ့လာပြီးတုပ်ထားတော်တော်လေးကောင်းတော့ပြီးရင်ရေပွဲကြော်အဲ့ဒါမှာပေါ့နော်မေဇင်ရေပွဲတွေများနေတယ်မေဇင်တို့ပိုင်အရန်စားပြီးတော့ဈေးလဲတိချမကြည့်ပေါ့နော်စားချင်တဲ့ဟာပဲရန်တက်မှလိုက်တာနောက်ဆုံးကျလာတဲ့ဘေကိုကြည့်ပြီးလန့်သွားတယ်192 euro ကျတာမြန်မာငွေနဲ့ဆိုရင်တော့9သိန်းကျော်လောက်ကျမှာပေါ့နော်မေဇင်ဂျပန်ငယ်ချင်းနဲ့ကြည့်လိုက်တော့ဒီ vlog လေးကတော့မေဇင်ရဲ့ travel in Barcelona part 1 vlog ဖြစ်တယ်ပေါ့နော်နောက်ထပ်မေဇင်ရဲ့ Barcelona trip vlog လေးမှာပြန်လည်ဆုံတွေ့ကြမယ်bye byeအဆုံးကြည့်ရှုပေးတဲ့ရောက်စတိုင်းလေးကျေးဇူးအများကြီးတင်ရှိပါတယ် love you